မင်္ဂလာပါမျိုးတို့ရေကျွန်တော်တို့ဒီနေ့တော့ Float Sam ရဲ့ gameplay လေးဆော့ကြည့်ရင်းနဲ့တခါတည်း Float Sam စဆော့လို့ရှိရင်တည်တဲ့ဟာလေးတွေပါကျွန်တော်ပြောကြတာပေါ့ဗျာဆိုတော့ကျွန်တော် new game နဲ့စဆော့ကြည့်ရအောင်ကျွန်တော်ဒီမှာရွေးလို့ရတယ်ပေါ့နော်မရွေးတဲ့ခါကျရင်ကျွန်တော်တို့နည်းနည်း diverse ဖြစ်တဲ့ဟာလေးရွေးပေါ့ဒါမှကျွန်တော်တို့ဟိုဖြစ်မှာဒါဆို scale လေးကိုရှိတယ် scale 3ခုရှိတယ် plus 5တော့ဟိုပေါင်းပြီးတော့ research မှာတော့ကောင်းတယ်ပေါ့နော်ဆိုတော့ဒါထားလို့ရတယ်ဗျာဒီမှာ construction တစ်ခုတူနေရဆိုတော့သူ့ randomly တစ်ချက်ပြန်ရွေးကြည့်လိုက်မယ် construction ပဲ liquid ကလည်းအရေးကြီးသေးတယ်နော်ဆိုတော့ကျွန်တော်ဒါလေးယူလိုက်မယ်ပြီးကြလို့ရှိရင် crafting cooking salvaging ကတော့နှစ်ခုတော့မှကြိုက်တာဆိုတော့ကျွန်တော်ဒါလေးမစိုးဘူးဒီ crew လေးမစိုးဘူးပေါ့ကျွန်တော်ဒါလေးယူလိုက်မယ် okay ဆက်စချင်းမှာကျွန်တော်နာမည်ပေးရမယ် okay ကျွန်တော်တို့ swine ပြီးဒီပေါ့နော်လိုလေးပေးလိုက် style လာပါ franchise okay ဟုတ်ပြီကျွန်တော်အဲ့တော့အရင်ဆုံးကျွန်တော်တို့အမိုက်ကောက်မယ်အမိုက်ကောက်မဲ့ခါကျရင်ကျွန်တော်တို့ keyboard က key နဲ့ကျွန်တော်တို့အရင်ဆုံးကြီးအောင်ချက်ပြီးတော့မှကောက်ပြီးကြရင်အခုလိုပထမဆုံးချိန်ဒီမှာဆိုရင်3ယောက်စလုံးအလုံးမရှိရတဲ့အတွက်3ယောက်စလုံးကောက်ခိုင်းလို့ရဒါဆိုပုံမြန်တယ်ပေါ့နော်နည်းနည်းမြန်လိုက်လို့ရတယ်ကျွန်တော်တို့လိုလေးကောက်ပြီးကြအရေးကြီးဆုံးကဘာလဲဆိုတော့ကျွန်တော်တို့ format ကိုအစောရချထားမှာပေါ့နော်ငါဘယ်လိုပုံစံမျိုးနဲ့မျိုးကိုစောက်မယ်ဆိုရယ် format ပေါ့ pause လုပ်လိုက်ပေါ့နော် pause လုပ်ပြီးကျွန်တော်တို့စဉ်းစားလို့ရတယ်ခဏ pause လုပ်ဖို့လည်းအရေးကြီး pause လုပ်ပြီးစဉ်းစားမှာပေါ့နော်ကျွန်တော်မျိုးကိုဘယ်လိုစောက်မလဲပေါ့ကျွန်တော်အကြံပေးချင်တာကတော့ဘေးနှစ်ဖက်ကိုကားထွက်လိုက်ပေါ့နော်ပိုင်းတစ်ဖက်ကိုကားထွက်လိုက်ပြီးတော့မှလုပ်ပေါ့အဲ့ဒါကောင်းဆုံးပဲလို့ကျွန်တော်ထင်တယ်ဆိုတော့ဒီမှာစောက်မယ်ကျွန်တော် flow နဲ့ကျွန်တော်တို့okay ကားထွက်လိုက်မယ်ဟိုဘက်ကိုလည်းအဲ့လိုမျိုးလေးပဲစောက်လိုက်ပေါ့နော်ကျွန်တော်အဲ့လိုတစ်ဖက်ကိုလူနေကွာတားလုပ်လိုက်ပြီးတော့တစ်ဖက်ကိုကျွန်တော်တို့ဟိုလုပ်လိုက်မှာပေါ့နော်ပစ္စည်းတွေနဲ့ပတ်သက်တာမျိုးလုပ်လိုက်မှာပေါ့ဆိုတော့ okay ဒါဆိုကျွန်တော်တို့ပြန်ပြီးတော့တွားလို့ရတယ်ပြီးကြရင် map မှာကြည့်ပြီးတော့ကျွန်တော်တို့လိုအပ်တဲ့ပစ္စည်းတွေလုပ်ဖို့ကျွန်တော်တို့တွားမယ်ဖြစ်နိုင်ဒါမျိုးဂျားတဲ့ကိုတွားအဲ့ဆိုနှစ်ဖက်စလုံးကျွန်တော်တို့ကောက်လို့ရတယ်အဲ့တော့ကျွန်တော်တို့အမြန်ပဲကောက်လိုက်တာပေါ့နော်ဟုတ်ပြီဒီမှာတစ်ခုကောက်မယ်နောက်ပြီးလို့ရှိရင်ဒီမှာတစ်ခုကောက်မယ်โอเคအဲ့ဒါစောက်ပြီးသွားပြီဆိုလို့ရှိရင်တော့တို့လာကောက်မှာပေါ့နော်မြင်လိုက်မယ်တော့နောက်ပြီးတော့ဘာရေးကြီးလဲဆိုတော့ဒါရေးကြီးဆုံးပဲအာလီဂိမ်းမှာရေးရရန်ရေးကြီးအဲ့တော့တက်နိုင်မြရေးကိုအမြန်ဆုံးစောက်ဖို့လိုတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့plastic workshop အရင်ဆုံးစောက်မယ်ကျွန်တော်ဒီနားမှာပဲစောက်လိုက်မယ် okay plastic workshop စောက်မယ် plastic workshop ရပြီဆိုတာနဲ့ကျွန်တော်တို့ဟိုလုပ်လို့ရတယ်ဒီမှာကောက်ပြီးရတယ်ကျွန်တော်တို့သူစောက်တာကိုစောက်မနေဘူးပေါ့နော်ဒီကြတစ်ခါလေးအကုန်လုံးလာလုပ်ထားတယ်ဘာလို့ဆိုတော့ဒါကြီးကလိုနေမှာပဲတစ်ချိန်တော့ basic material တွေဖြစ်တဲ့အတွက်လေတစ်ချိန်လုံးလိုနေမှာပဲကျွန်တော်ကောက်ပြီးပြီဆိုတာနဲ့ကျွန်တော်တို့ map ကိုသွားပါတော့ကျန်တာကြီးကြည့်နေတယ်ဒီမှာထပ်ပြီးတော့ကောက်ပေါ့အဲ့လိုမျိုးပဲလုပ်တင်တယ်ပေါ့နော်ဘာလို့လဲဆိုတော့တောက်လျှောက်အဲ့လိုမျိုး basic material တွေကကောက်နေတယ်ပေါ့နော်ဆိုတဲ့ခါကျရင်ကြလို့ရှိရင်ဒီမှာကောက်ဒီမှာထုတ်တဲ့လူကထုတ်ပေါ့နော်အဲ့လိုမျိုး okay ဒါရပြီဆိုလို့ရှိရင်ကျွန်တော်တို့ဘာလုပ်လဲဆိုတော့ manual dryer လို့ manual dryer ကိုလည်းဒီဖေးနားလေးမှာပဲကျွန်တော်ထားလိုက်မယ်နော်ဒီဘက်ချမ်းကိုလူနေကွာတားတွေလုပ်လိုက်မယ်နော်ဒီဘက်မှာလူနေတဲ့ဟာလေးလုပ်လိုက် okay ဟုတ်ပြီအခုစလုံးပြီးသွားပြီလားအခုစလုံးပြီးသွားပြီဆိုတော့ကျွန်တော်နောက်ထပ် map နေရာကိုတော့မယ်ကြိုင်ရေးညှိမြဟောတယ်ကောက်okay ပြန်ပါမယ်okay ကျွန်တော်တို့ပြီးကြရင်ဒါလေးကိုနည်းနည်းလေးထပ်ပြီးချဲ့ထားမယ်ပေါ့နော်ဒီရှည်လေးထပ်ချဲ့ထားမယ်ဒီဘက်ကိုလည်းဆက်ချဲ့ထားမယ်ပေါ့နော်ပြီးကြလို့ရှိရင်တော့ကျွန်တော်တို့ရေလိုတာပေါ့ဒီကောင်စောက်ဖို့အရေးကြီးရပေါ့နော်ဒီဆိုတော့ဒါမှမဟုတ်လောဆယ်ကျွန်တော်တို့
ဘူးနဲ့ပတ်သက်ပြီးတော့လေကျွန်တော်တို့လောက်အောင်ကိုလေကျွန်တော်တို့အချောက်ခံပြီးတော့တစ်ခွဲဆက်ရုံလောက်အောင်ပါပေါ့လေစောမီဆောက်ဖို့လိုရတယ်ဆိုတော့ဆောက်မယ်ကျွန်တော်တို့အဲ့ရလုံနေတဲ့အချိန်မှာကျွန်တော်တို့တခြားနောက်တစ်နေရာကိုထပ်သွားမယ်ကျွန်တော် plastic တွေပို့လို့ရ plastic တွေများများလေးရှိပါမယ်ရှေ့မှာတက်တုံးလေးလို့ okay ကြာရင်ကောက်လောက်တဲ့လူကလောက်ကောက်တဲ့လူကကောက်ပေါ့လေနော်ကျွန်တော်ဒီမှာလဲတစ်ချက်တော့ကြည့်ရမယ်ဗျာတူပွားပေါ့လေ okay ကျွန်တော်တို့တက်တုံးကရလောက်ပြီဆိုတော့ကျွန်တော်စောမေးဆောင်မယ်ဒီမှာနည်းနည်းလေးဟာဆောင်ဒီနေရာမှာကျွန်တော်တို့ထပ်ပြီးတော့ထုတ်လို့ရတယ်ဟိုမှာလဲထုတ်လို့ရတယ်ပြီးကြရင်စောမေးပြီးကြရင်စောမေးဆောက်ပြီးသွားပြီဆိုတော့ကျွန်တော်စောမေးကနေပြီးတော့ plan တွေထုတ်ပြီးပြီဆိုတာနဲ့ကျွန်တော်တို့ဒီ water house ဆောက်လို့ပေါ့နော် plan 3ခုရရင်ရတယ် water distillation ပေါ့အဲဒီဆောက်တော့ပြီးသွားပြီဆိုရင်ဒီဘက်ကိုဆက်သွားမယ်တော့အဲ့လိုပဲOkay. Okay. ကျွန်တော်တို့ water distillation ဆောက်လို့ရပြီ။ရေသက်စင်နဲ့စိတ်ကိုဆောက်လို့ရတယ်။ရေသက်စင်နဲ့စိတ်ကိုဆောက်လို့ရပြီဆိုတော့ကျွန်တော် Okay. ပြီးသွားပြီလား Okay ပြီးသွားရင်တသားလေးထပ်ယူနေကြအောင်ဆိုတော့ simple easy ပေါ့နော် Okay ရှေ့တော့ကကျွန်တော် firewood လို့လေ firewood လို့ဖို့တော့ကကျွန်တော်တို့ဘာလို့မှာလဲဆိုတော့ဒီကောင်လုံးမယ်recycler chopping block ကိုကျွန်တော်တို့ဒါမှဆောက်လိုက် chopping block ရှိမှတော့ခြေထုတ်မှာအဲ့ဒါအရေးကြီးတယ်ခြေထုတ်ဖို့ကျွန်တော်ထုတ်တော့ခြေကအများနဲ့ထုတ်နေရမှာအဲ့ဒါအရေးကြီးတယ်recycler လည်းဘေးနားမှာထားရမယ်ဒီကြားမှာဒီဘက်မှာထပ်ထုတ်လိုက်ဒီcycle လာတော့လောလောဆယ်မှာကျွန်းနေမတွေ့သေးတော့ဘာမှဖြစ်သေးဘူး။ဒါပေမဲ့ကျွန်တော်တို့ shopping ကိုလည်းကျွန်တော်တို့မှာ protection လုပ်ရမယ်။အဲ့တော့3ယောက်ပဲရှိနေပြီ။အဲ့တော့ကျွန်တော်တို့ရှားမယ်ပေါ့နော်။ဟောလေ။ Okay အိမ်လိုမယ်။အိမ်လေးကျွန်တော်တို့စောက်ရမယ်။အိမ်ကကျွန်တော်တို့ဒီမှာ2ယောက်အိမ်တစ်ခုနှစ်ခုစောက်လိုက်ပြီးကြလို့ရှိရင်ကျွန်တော်မတ်ဆက်ကြည့်မယ်လို့ရှေ့ဦးနေဆက်သွားမယ်လိုအပ်တဲ့ဟာလေးကျွန်တော်ထပ်ကောက်မယ်နော်လောဆယ်တောက်လျှောက်အဲ့လိုကောက်နေဖို့ရည်ကြတို့လောက်တာကိုစောင့်နေမရအောင်လုံလဲလုံကောက်လဲကောက်အဲ့လိုပုံစံမျိုးသွားမှရအောင်ဟဲ့ Okay ပြီးသွားပြီဆိုရင်ကျွန်တော် storage စောင့်မယ် storage အရေးကြီး storage ကိုကျွန်တော်ဒီနားလေးမှာစောင့်လိုက်ဒီနားလေးမှာစောင့်ပြီးတော့Okay storage ကိုဖြစ်နိုင်တော့နှစ်ခုလောက်တောက်လျှောက်ဆောက်လိုက်ပါတော့ဘာလို့လဲဆိုတော့ကျွန်တော်များဆန့်တာပေါ့တောက်တဲ့အခါကျရင်ခဏ pause လုပ်ထားလိုက်ဒီကြရင်ကျွန်တော်ဒီဘက်ကိုသွားမယ်ဘာလို့မှလဲဆိုတော့ကျွန်တော်တို့စားဖို့တောက်ဖို့လုပ်မယ်ကျွန်တော်တို့မီးရ9ခုပဲကျန်တော့တယ်ဆိုတော့ဒီ salad maker လုပ်မှရမယ်အဲ့တော့ floater တွေလိုနေပြီ floater ဆို plastic ကျွန်တော်လုပ်ပြီ floater ကျွန်တော်တို့မှာfloater waste မလုပ်ရသေးဘူးကျွန်တော်တို့ waste လုပ်ဖို့အတွက်ကို floater ကိုဒီမှာကျွန်တော်တို့နည်းနည်း priority ကို high လုပ်လိုက်မယ်ပေါ့နော်အဲ့လိုလုပ်လိုက်မယ်ပြီးကြလို့ရှိရင်ကျွန်တော်တို့ဒီ select ဟာကိုလုပ်ရမယ်တော့ okay
select ဟာကိုလုပ်ရမယ် okay select ဟာကိုလုပ်ရမယ်ရပြီ select ဟာရပြီဆိုရင်ကျွန်တော်တို့ဒီနားမှာဆောက်လိုက် select okay ဆိုရင်ကျွန်တော်တို့ CV ကနေပြီး select ထုတ်လို့ရပြီရေညှိသုတ်ပဲရေညှိသုတ်ကပြီးကြလို့ရှိရင်ကျွန်တော်ပြောတော့မှကြည့်နေတယ်တော်တော်လိုပဲထုတ်ထားလိုက်ရှီက firewood ကမထုတ်ရသေးဘူးလား chopping high priority လုပ်လိုက်ရှီလည်းတစ်ဖြည်းဖြည်းကျလာပြီဆိုတဲ့ခါကျတော့ကျွန်တော် map မှာကျွန်တော်ဆက်သွားမယ်တက်တာokay လူရတော့မယ်watch tower scouting လာမှာ okay ကျွန်တော်အဲ့ကိုသွားမယ်အဲ့ကိုမသွားခင်ကျွန်တော်ဒါလေးလုပ်မယ်ကျွန်တော်ကောက်မယ်ဟုတ်နော် okay ကောက်သူတို့က happy ဖြစ်လို့ရှိရင်ကောက်တဲ့နှုံးတွေလည်းမြန်တယ်ပေါ့နော်သူတို့ happy မဖြစ်လို့ရှိရင်တော့ကောက်တဲ့နှုံးတွေကြာလာပေါ့အဲ့လိုဖြစ်ကြာရင် okay ဒီမှာမရမယ်ဒါလို့ခုတ်လို့မရသေးဘူးကျွန်တော်ဒီလိုပဲတွားလိုက်မယ်ကျွန်တော်အဲ့ဆို okay ခဏလေး pause လုပ်ထားလိုက်မယ်okay scout လုပ်လိုက်မယ်ဒီကြရင်ဒီဟာ chop လုပ်လို့မရသေးတော့ဒီဘက်မှာဟိုဟာလေးရှိတယ် okay scout လုပ်လိုက်တော့ okay ရပြီရော map ကိုပြန်သွားမယ်ရေကြီးနေနဲ့ထပ်ကောက်မယ်တော့ဆိုတော့သူရေကြီးဟင်းနဲ့ပဲစားမှာပဲဘာမှ craft မလုပ်နိုင်ဘူးလေ okay survivor တွေ့ပြီဟိုဘက်မှာ over there ဒီမှာနောက်တစ်ယောက်တော့ခေါ်မယ်တော့ရေကြီးလေးကောက်လိုက်မယ် okayဒီမှာကောက်လို့ရမလားရတယ်ဒီမှာကောက်လို့ရတယ်ကောက်လိုက်မယ် okay I move from swimming နဲ့ကျွန်တော် scavenger ဟိုဟာလောက်ရမှာလीเนาะသူကရေကူးတာမကြိုက်ဘူးလीเนาะအဲ့ဆိုတော့သူကချက်သွားပြီးတော့ scavenge မလုပ်ခိုင်းတော့ဘူးဒါလားမမ interaction ဟုတ်ဘူးကျွန်တော် scavenge လုပ်တယ် fishing fire scavenging အဲ့ဒါမလုပ်ခိုင်းတော့ဘူးဒါပေမဲ့သူတောင်ကြိုက်တယ်လीเนาะသူကြိုက်တဲ့ဟာတွေဆိုလို့ရှိရင်တော့မများလောက်ခိုင်းအောင်ဟုတ်ကျန်တဲ့ဟာတွေတိတ်မလုပ်နဲ့ okay ပြီးသွားပြီဆိုတာနဲ့ရိုး pace လေးနဲ့ပဲတောင်းမယ်ဟုတ်တက်တာတော့ကောက်မယ်တက်တာလည်းလိုတယ် okayဆိုတော့ဒီမှာဒီနှစ်ခုကိုကျွန်တော်တို့အမြဲတမ်းဖြည့်နေဖို့လိုရတယ်အဲ့ဒါအရေးကြီးဆုံးပေါ့အဲ့နှစ်ခုဖြည့်ဖို့အတွက်ကိုလိုတဲ့ဟာတွေကျွန်တော်တို့လုပ်အောင်ပါပေါ့ okay ဒီကြလို့ရှိရင်တော့ရေညှိကျွန်တော်တို့ရေညှိဟင်းနဲ့စားကြအောင်ရေညှိကောက်မယ်ဒီမှာရေညှိကောက်မယ် okay
စင်ပြေရေကလည်းတော်တော်ဟုတ်နေပြီစားတော့ကလေးကလည်းမှန်နေပြီဆိုကျွန်တော်တိတ်စိတ်ပူစရာမလိုတော့ကြံနေရတယ်တော့ပါဆောက်လို့ရအောင်ခုဒါပဲရှိသေးတယ်နော်အဲ့သူတို့လှုပ်ချင်တာကြီးလှုပ်နေကျွန်တော်ပြောတာမလှုပ်မကြီးအစားအသောက်ကိုလှုပ်နေရမှာတဲတဲ့ Okay ဟိုတယောက်တည်းကောက်နေရဘယ်လိုလုပ်ဟောဖြစ်တော့မှာဟိုကျန်တဲ့နှစ်ယောက်ကဒီမှာလှုပ်နေတာ Okay ရပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့ဟောကဲလို့ရပြီတော့ဒါမှ plastic လည်းကောက်မှရပြီplastic ကောက်ရပြီကျန်တယောက်ကကဲမယ် Okay တက်တယ်ပြူမယ်ကဲမယ်ကျွန်တော်တို့Okay. Okay. ကျွန်တော်မှပါရှိနေတယ်တော့ဒီဘက်တွေတော့ဒီပါဆိုလို့ရှိရင်အစားတောက်ရနိုင်တယ်ကျွန်တော်ငါးရဖို့လည်းရေးကြီးရပြငါးလေးရဖို့ပဲစလို့ပြရတော့ကျွန်တော် recycler ဆောက်ပြီးပြီလား recycler ဆောက်ပြီး recycler လေးကျွန်တော်လုပ်ပါမယ် plastic recyclerဖြစ်နိုင်ရင်တော့ကျွန်တော်တို့ research center ကိုကျွန်တော်ဒီဘက်မှာထားမယ်research center ကိုကျွန်တော်တို့ဒီဘက်မှာထားမယ် research center ကိုဒီဘက်မှာထားမယ်အရင်အဆင်ပြေနေသေးတယ်ကျွန်တော်တို့ရေဝါလို့ဖို့တော့ပြီးတော့ရေတူလောင်ဖို့ရေကပြည့်နေပြီရေကိုတူလောင်ဖို့တော့ research လုပ်ဖို့အရေးကြီးရဲ့ကျွန်တော်တို့ research လုပ်ရမယ်ရတော့ဒါမှကျွန်တော်မြင်ဟိုလုပ်နိုင်မှာ research okay Okay အဲ့တော့ကျွန်တော်ပါရီလုံးမှာ recycle အကုန်လုံးရှိပြီကျွန်တော်ပါနော် research လုပ်ဖို့ပဲကြာ Okay plastic ဘူးလေးကောက်လိုက်အောင်ဗျာ plastic ဘူးလေး Okay plastic ဘူးလေးကောက်ကြပါswimming range တဲ့ကျောက်ဒီကိုသွားအောင်မယ်လေ plastic တွေယူရမယ်ဟိုယူရမယ် Okay ယူမယ်ဒါလေးနေရာလောက်တော့သွား research ကလုပ်ပြီးသွားပြီလား
Okay အဲ့ဆိုရင်ကျွန်တော်တို့ pixel 2ဒါလို့ကျွန်တော် fishing လုပ်မှရအောင်ရပြီဆိုရင်နောက်တစ်နေရာသွားမယ် Okay နေရာ Okay ကျွန်တော် objective လည်းကြည့်လို့ရတယ် objective ကကြတော့ကျွန်တော်ဒီမှာ sorry ဒီမှာ objective ကဒီမှာကြည့်လို့ရတယ်ဒီမှာဆိုလို့ရှိရင် track quest လုပ်လိုက်လို့ရှိရင် sign of life ဆိုတာပထမဆုံး smoke ဟိုဟာဆိုတဲ့ဟာပြီးသွားပြီပြီးကြလို့ရှိရင် fire drifter ဆိုတဲ့ဟာလည်းပြီးသွားပြီမပြီးသေးဘူးပေါ့နော် fire drifter ကျွန်တော်တို့ကဲပြီးမဟုတ်လားကြည့်လိုက်အောင်မရသေးဘူးလူမရသေးဘူးမှာ Okay ကျွန်တော်တို့အဲ့ဒါဆိုလို့ရှိရင်လူမရသေးဘူးအဲ့ဒါဆို smoke camp ဆိုမဲ့လူမရှိတဲ့ camp ဖြစ်နေတာ Okay ဒါတွေကကြောက်ကျွန်တော်ဒီ2တွေရှိမှကျွန်တော်တို့တွားယူလို့ရမှာ Okay အခုလူအခြေအနေနဲ့ဒါလေးနဲ့ကတော့အဆင်ပြေနေသေးရပေါ့နော်ကျွန်တော်တို့အိမ်လေးထပ်ဆောက်တဲ့အိမ်လေးထပ်ဆောက်ထားအိမ်ထပ်ဆောက်ထားမယ် Okay research မပြီးသေးဘူး research ပြီးတော့ fishing ပါမယ်အဲဒါဆိုမြန်ငါးမြလို့ရပြီကျွန်တော်Facebook နဲ့ fishing နဲ့ဒါဆိုတော့မှရဒီနှစ်ခုသွားပြီးတော့ဒါတော့မှရအောင် Okay ပြီးကြရင်ကျွန်တော်တို့ခြားရတော့မယ် in a supermarket ဟုတ်တယ်လေအဲ့ရတော့မှာတော့ supermarket အော်ဒီမှာလူတွေ့ပြီ Okay yes လာခဲ့နောက်မှလူလိုနေနဲ့တော်ပဲရော့အစာလေးတွေလည်းကျွန်တော်တို့ဟာလို့နောက်မှထူးမရှိသေးဘူးเนาะနောက်ပြီးကြလို့ရှိရင်ဒီဘက်မှာလည်းကျွန်တော်တို့3ခုစလုံးလုပ်မယ်ဒါဒီနားဒီဘက်နဲ့ရောက်မှာပဲသွားလို့ရတယ်ကြလို့ရှိရင်ဒါဆိုကျွန်တော်တို့ဘာလုပ်မလဲ storage အကြီးလို့မယ်เนาะ rope လုပ်တဲ့ဟာလုပ်မယ်တော့ Okay ကျွန်တော်တို့rope ကျွန်တော်ဒီဘက်မှာစဉ်းစားရလေဒီဘက်ကနေပြီးကျွန်တော်တို့ဟိုလေးထုတ်လိုက်မလားပေါ့ Okay အကုန်ပြီးသွားပြီလားတော့ပြီးသွားပြီဒါမပြီးသေးဘူးဒါကြံသေးတယ်ဒါမှဒါဝေးနေတယ်လို့ပဲကျွန်တော်နည်းနည်းကတ်လိုက်မယ်ညာလေးကိုကတ်လိုက်မယ်ဒါဆိုရင်ရေကူးတဲ့လူလည်းနီးသွားမယ်ချားတယ်2ယောက်သွား Okay
Okay ရတယ်အဲ့ဆိုလို့ရှိရင်ကျွန်တော်ဒီမှာတစ်ခုရှိသေးတယ် plastic ဟာနဲ့ take furniture နဲ့နှစ်ယောက်သားကျွန်တော်ရေကအရင်မလိုတဲ့ခါကျတော့လောလောဆယ်ရေကို40အထိပဲ40အထိပဲထားလိုက်မယ်နော်ရေက40အထိရဆို40အထိပဲထုတ်မယ်အဲ့ထက်ပိုပြီးမထုတ်ဘူးအဲ့လိုပုံစံမျိုးပဲသွားလိုက်ကျိုးထုတ်ရမယ်ကျွန်တော်ဒါကျိုးမှာကျိုးဆိုကျွန်တော်ရေညှိလို့လာပြီကျိုးကရေညှိနေလို့ရမှာလေ Okay ဒါပြီးသွားပြီဆိုတော့ကျွန်တော်သွားမယ်ရသမျှယူမယ်ဒီဘက်မှာပါရှိတယ်ဒါကြီးကတပင်ခေါ်ရမယ်ဟာခေါ်ဖို့တော့ကျွန်တော်တိတ်စင်ပြေသေးဘူးทำในplate လောက်ရမယ်ဟာ Okay ကျွန်တော်ကျိုးလို့မကျိုးကျိုးရရေးညှိလို့မယ်ကျွန်တော်တက်သားလည်းမရှိတော့ဘူး Okay ရေးညှိယူမယ်Okay အစားတောက်ကိုကျွန်တော်တို့ဟိုပါပဲလုပ်ထားလိုက်မယ်လို့ဆိုဒီကောင်က15ပဲလုပ်ထားလိုက်မယ်15တခုပဲ15ခုတော့ပုံမထုတ်ဘူးပေါ့နော်ဆိုတော့ကျန်တဲ့ဟာတွေအကုန်လုံးကကျွန်တော်တို့ကျိုးထုတ်မယ် Okay plastic ပုံလေးလို့ရှိမယ်တသားဟိုမှာတသားတွေ့တသား Okay တသားလို့ရတယ်တသားလေးတော့ယူမယ်ရွှေငါးကြီးတွေမိုက်တယ်ရွှေငါးကြီးတွေလို့ချင်တယ်ခက်တာကိုရီးယားတူးစီမရှိသေးဘူးကိုရီးမှာငါဖမ်းလို့မရဘူးငါမမြန်ဖမ်းလို့ရအောင်လို့ Okay research လုပ်အောင်မယ်မင်း fishing research Okay ရလို့ရှိရင်စီတမ်းဘူး Okay စီတမ်းဘူးတမ်းဘူးပြီးသွားပြီဆိုရင်ကျွန်တော်တို့ဖယ်လို့သွားမယ်ဒီဘက်ချမ်းသွားကြည့်အောင်ဗျာ Okay Okay ဒါလေးကျွန်တော်ယူလိုက်ပြီဒီနာမှုမယူလဲတောင်းကိုယူလိုက်မယ်အဲ့တော့တရားမှာတော့ချ Okay အဲဒီစောင်းမယ်ကြာလို့ရှိရင်ကျွန်တော်fishing တူလောင်ရေးယုံတူလောင်ရေးယုံမှာစောက်လိုက်မယ် Okay ရှာရင်ရှည်သားမှုနည်းနည်းရှူမှဖြစ်မယ် Okay ရှည်သားဘူးရှာရင်ကျွန်တော်ငါးမြဖို့အတွက်ကိုကျွန်တော်တို့ဒီနောက်မှာထားမယ်ဗျာ
ငါးမြဖို့တော့လေဒီဘက်မှာကျွန်တော်ချထားလိုက်မယ်ဆောက်လို့မရဘူးလားဒါဆိုဒီဘက်မှာချမှရအောင်ရောOkay. Okay. ဒါကြောင့်ငါးမြဖို့တော့ဗောနော်ငါးမြပုတ်တွေဒီဘက်မှာထားမယ်ရော Okay. Okay. She. So. စားတော့လုံးမယ်လေသူတို့တောင်မလုပ်ဘူးလားရင်းနှီးမရှိတော့လို့လားဟုတ်တယ်ရင်းနှီးမရှိတော့လို့ရင်းနှီးနဲ့ရှာမှရအောင်ရော Okay ရင်းနှီးလေးရှိ Okay ကြရင်plastic ပုံကထောက်ကောက်လိုက်တယ် plastic ကလိုသေးလား38တောင်ရှိနေပြီเนาะကျွန်တော်အဲ့လောက်ညကောက်ထားလိုက်ပါသူကစောက်မှာဆိုတော့ဒါလည်းလိုနေမှာပဲတစ်ချိန်တော့တက်သားလေးလိုနေပြီကြာเนาะကျွန်တော် research ကပြည့်သွားပြီလား Okay ကျွန်တော်တို့visit tools tools တွေစောင့်မှာဖြစ်မှာနောက်ပြီးတော့ scrap ရောစောင့်မှာရအောင်လို့ဒီတော့ metal scrap လို့ရ metal scrap ကကျွန်တော်တို့မှာယူအောင်ကားစုပ် Okay ဒီဘက်ကတော့ကောက်လို့လိုက်မယ်ပြီးကြရင်တော့ကျိုးများနေပြီကျိုးရက်လိုက်တော့မယ်ကျွန်တော်ကျိုးကို20 Okay အော်ဒီမှာ Okay အဲ့လိုတော့မကြောက်ကျိုးကိုကျွန်တော်တို့ရက်လိုက်တော့မယ်ကျိုးကခု20ပဲထုတ်မယ်Okay. ဒီမှာတော့မယ် Okay. ဒါပြီးသွားပြီလားပြီးသွားပြီဆိုရင်တော့ရှေ့ဆက်သွားမယ်တက်တာလို့လေကျွန်တော်တက်တာလို့ရယ်စားတော့တွေထုတ်ပါရောရင်းကြီးကမရှိတော့ဘူးလားရင်းကြီးမထုတ်ကြဘူးလားရင်းကြီးနောက်ပြန်တော့ရင်းကြီးလိုတယ်ဘာလို့ဆိုရင်းကြီးပေါ့ငါမရသေးဘူးမှာပါဒီမှာရတယ် Okay ကျွန်တော်တို့ဟိုရပြီလား Okay visit to ရပြီကျွန်တော်တို့ဒါဆိုရင်
ဒါဆိုစောက်လို့ရပြီ2 meg ကစောက်လို့ရပြီအရေးကြီးတယ်30ပဲလောက်လိုက်မှာရေက30ဆိုလောက်ပါတယ်40မလို့ Okay ရေကို30ပဲထားလိုက် Okay လောလောဆယ်ဟုတ်တယ်စားတော့လို့စားတော့ကလည်းလောလောဆယ်ဟိုဟာလောက်ထားမယ်ကျွန်တော်တို့15မထားဘူး10လောက်ထားလိုက်စေးဖြစ်အောင်ကြာရင်ကျွန်တော်ခုနပြောတဲ့ညောက်တော့မယ်တသားလေးတော့ဝင်ကောက်လိုက်ပါဦးတသားလေးတော့ကောက်ခွင့်ပေးပါโอเคအော်မတော့ငါးမြားကြတယ်โอเค2 meg ကရပြီ2 meg ကရပြီဆိုတော့ကျွန်တော်တို့ဒါကို10ခုလောက်ထုတ်โอเคဒါမဲ့တဲ့ play ရမှာဖြစ်မှာ scrap ဟောဆို scrap ဒီကောင်လို့လေ scrap smith လို့လေ scrap metal လို့လေ scrap smith လို့ခေါ်ကြအောင် scrap metal ရှာမှရတယ်plastic chair take furniture ကြာရင်ကျွန်တော်ဘာလို့မှာ yeah plastic okay နောက်ထပ်ဟိုလိုလာပြီokayဟုတ်ပြီ heavy အောင်ခုလိုလာပြီokay plastic လေးကောက်မယ်ရှာရင်ဆိုတော့ရပါရဟာကောက်မယ်ရှာရင်ဒါရပြီလားကျွန်တော်တို့ demolition 2ရပြီလား demolition 2ရပြီလားကျွန်တော် demolition 2ရပြီ18ခုလောက်ဖြစ်သွားပြီ okay ဒါဆိုရင်ကျွန်တော်တို့ရဖွင့်လိုက်မယ်မရောက်ပါဘူးဒါဆိုကျွန်တော် scrap ဖွာလုပ်လို့ရတယ်ဆောက်လို့ရတယ် scrap အောင်ဆောက်လို့ရတယ်အောင်3ရောက်သွားကြားတယ်ပြီးပါပြီ okayဒါဆောက်ဖို့အစင်းနေမှာပဲလို့okay ဆောက်လိုက်ပြီတော့ကြာရင်လမ်းလေးနဲ့ရှည်မှရတယ်အဲ့တော့ဆန်ဒီနေရာကိုဆက်လိုက်နေဗျာ sorry ဒီ
ဒီနေရာကိုဆက်လိုက်မယ်တက်ရရဖြစ်သွားအောင်demolish လုပ်လိုက် okay to make ကပါကျွန်တော်တို့ဒါလေးကိုလည်း5ချောင်းလောက်လုပ်လိုက်ကို5ချောင်းလောက်လုပ်မယ်ဟုတ်5ချောင်းလောက်ရပြီဆိုတော့ပတ်ချောင်းလားဟိုဟုတ်ရှိမရောက်နိုင်တော့ဒီမှာလည်းတိုင်ပြီးပတ်ရပါယူလို့ရဒါယူလို့မရရokay ကျွန်တော်ဘာဆောက်လို့ရအောင်လဲငါတို့ script တွေငါတို့ play လည်းတော်တော်ရေးကြည့်ရ research လုပ်ရမယ် research ကကျန်နေတယ်အပြင် fishing ပုံရ scavenge ပုံရအဲ့နှစ်ခုစောက် okay okay ရပြီဆိုတော့ကျွန်တော်တို့ research တော့မယ် fishing boat research မယ် fishing boat research မှာရမယ်ပြီးကြလို့ရှိရင်နောက်တော့မယ်ကဲရောက်ပါပြီညီလေးလှည့်လာပါပြီokay restaurant is better okay ရသမျှကုန်ယူပဲကျွန်တော်တို့လောဆယ်နေရာချထားလိုက်မယ်နော် fishing boat ကိုဒီမှာထူထားမယ်နှစ်ခုထားမယ်သုံးခုထားမယ် scavenge နှစ်ခုစီ fishing boat တစ်စီသုံးစီပေါ့တော့ထားရလိုက် okay ဒီကြိုင်တော့ okay နားမရမယ်မမြင်သေးဘူးကျွန်တော်okay demolition 2တွေကျွန်တော်ရတယ်2တွေရပြီ2တွေမြန်သွားပြီပါလုံးမဲ့တူမာလေး2ယောက်မာလေးအောက်ဒီမှာမလို့လေဒီစားမရှိ okay research fishing boat PV scavenge boat fishing boat ကျွန်တော်စောက်လို့ရတယ်metal plate 3ခုလို့မယ်ကျွန်တော် metal plate 3ခုဆိုရင်ကျွန်တော်တို့2 make ကို
လုံးမှရတယ်โอเคခဏထားလိုက်မယ် Metal scrap တွေရှိအောင်မလားတော့ဒါတော့တောက်လျှောက်လုံးနေမှာရโอเคကျွန်တော်အစားသိမ်းမရှိတော့โอเคကျွန်တော်ဒီဘက်ကိုတောင်းမယ်ကားတွေ့ပြီโอเค Metal scrap တွေရပြီရတယ်အကုန်ယူ3ရောက်သွားအဲ့တော့ scavenging ပုံမရသေးခင်တော့ခဏလေးတီးခံလိုက်ပါโอเคโอเคတောင်းလို့ရပြီဆိုရင်တော့ fishing boat ရတယ်။နောက်မှာ fish လုပ်လို့ရတယ်ရှိလားမသိ။ fishing boat ရတယ်။ scavenging boat ကလည်းရတော့မယ်။ fishing boat ရပြီဆိုဒီမှာရှိတယ် fishing boat ဒီမှာOkay, scavenge ဖို့ရတယ် scavenge ဖို့ကို2စီးထုတ်ရတယ် Okay ဆိုဒီဘက်ခဏလေးတော့မယ်ဒီမှာမြားမယ်လားဒီကောင်းလေးကိုလိုချင်တာငါမြားပြီအခုကြာလို့ရှိရင်တော့နားမှာဖာလို့ရအောင် farming take demolition to furniture ယူမယ်2စီးသွားလေလေ2စီးလို့ရလက်ကောင်းပေါ့ Okay အဲ့ဆိုရင်ကျွန်တော်တို့ research ကပါကြအောင် research ကကျွန်တော်တို့ seaweed growing steady လို့ပဲပြီးကြ basic electricity လို့ Okay ကျွန်တော်အစားအသောက်နဲ့ပတ်သက်တဲ့ဟာလုပ်မှရအောင်မယ်Okay အဲ့ဒီလုပ်လိုက်မယ်ဒီဘက်မှာပန်းချံလေးလုပ်ပါ Okay scavenge လုပ်မပြီးသေးဘူးလားတို့ Okay ညလုံးလိုက် Okay ငါများလို့အောင်ပြီးသေးဘူးလားမသိ Okay ငါများရဲ့နေရာတနေရာရှိသေးတယ်ဘယ်ရောက်လဲစားတော့မရှိတော့ဘူးပြဿနာရှိတယ် Okay high priority very high level
စားတော့တော့လိုအပ်တယ် studying ကြားလို့ရှိရင်ကျွန်တော်တို့အာလူးချန်ရှိရဗျအာလူးချန်တော့တော့တခုတ်လို့လည်းရတယ်အာလူးချန်နဲ့တခုတ်လာတယ် yeah တခုတ်လိုက်မယ်ကျွန်တော်အာလူးချန်ငါးရှိသေးလားဒီနားမှာကျွန်တော်ငါးတော့ရှိတယ်မြတ်ဒီတက်တာOkay. ကိုကမှလှေစိတ်နောက်နှစ်ခုလောက်စောက်လိုက်ရအောင်ညောစင် school okay ကျောင်းစောက်မယ်လေဒီဘက်က living quarter နဲ့ပတ်သက်တဲ့ဟာဟိုက40မဟုတ်လေ30ပဲလေ30ပဲလေနော် protection limit ကငါမရှိတော့ဘူးငါမြင်မြားမှရမယ်Okay. Scavenging လုပ်လို့ရသေးတယ်ဒီဘက်မှာနည်းတော့ဝေးရဗျဒီမှာတက်တော့Okay. Watch tower. Yes, hello. Yes. Yes, she might all call it. Shut up, WI. Okay. Hello. Tomorrow. We'll go down here. Mà xuyên ngã gì nó lo gì thì là cậu ok ngáp nhá lại nữa cái là xuyên ngã này scope ảo dạo sau này nó xịt đủ lại ngáp nhá mà nhá yep cháu xí就啱啱咧睇我啲手嘛，啱啱咧睇我啲手咁數。
ဘယ်ရောက်ငါများရ fishing chair ကျော်ဟိုဟာလောက် storage လိုအပ်တယ်ကျော်လျှက်စစ်ဆက်ရုံရပြီလျှက်စစ်ဆက်ရုံရပြီဆိုတော့okay ရင်းတော့ဒါဆောင်းမရမယ်Okay, electricity. Yes, it's same. Okay. ဒီကနေပြီးချိန်လို့ရမှာဒီကိုရတယ်ချိန်ညနေပြီးတော့ချိန်မယ်ချိန်ဒီကနေပြီးတော့Okay. I don't know, let's say electric wire script တွေရလို့ရှိရင်ကျွန်တော်ရက်စစ်ပစ္စည်းစောက်လို့ရတယ်ပြီးသွားပြီဆိုရင်ကျွန်တော်ဒီဘက်ကိုသွားမယ်ရှီလိုဆိုတော့ရေဆို quest လေးကိုတစ်ချက်သွားကြည့်အောင် quest log fire drifter ဒါပြီးသွားပြီမဟုတ်လားကျွန်တော်ဆိုတော့အရေးကြီးဆုံးကတော့ဒါပဲဗျပြောရမယ်ဆိုရင်စားတောက်နဲ့ဟိုပါပဲโอเคတသားမရှိတော့ကျွန်တော်တသားလိုလာပြီOkay.
ကျွန်တော်တို့ကမရှိတော့ပစိမ့်မရှိတော့ပစိမ့်လေးထုံမှရမယ်ဟုတ်ပစိမ့်တူမိတ်ကပဲရောက်ပါ sorry မတူမိတ်ပါပစိမ့်လေးMetascrap မရှိတော့လား Metascrap ကကျွန်တော်တို့ဟုတ်တယ် Metascrap တွေမရှိတော့လား Metascrap တွေရှာမယ်တော့ကျွန်တော်လောစေငါများလာအောင်ချော့လို့မရတော့ဒါလေးယူလာအဲ့ဆိုဒါပဲစောင်းအောင် Okay Okayအောင်မရှိကျွန်တော်ငါးရီလည်းထပ်ပြီးတော့ယူလာအောင်ဒီကောက်စားတော့မရှိတော့ဘူးခွိုင်းတော့တက်တော့မယ်ဒီကအဲ့ဒါအရေးကြီးဆုံးโอเคကျွန်တော်တက်ကောက်မှရမယ်အစာမစားလို့ဒီမှာဖြစ်ပြီးစပြီးတော့ Okay တသားလေးများကောင်းမှရမယ်ကျွန်တော်ကျန်ငါးလာမြငါခဏထားလိုက်ရှည်ရတော်သေးရှည်ရနေကြနေ Okay这样一种点写出来嘛。哦，是咩啊？呗 ？OK，ရတယ်ဒီစားမရှိတော့ဘူး။နော်ဒီက firewood လေးရတယ်ဆို။ဒီ furniture ကျွန်တော်လောလောဆယ် Metascript ကိုခဏလေးရထားလိုက်မယ်။ဟုတ်။စားတော့လုပ်ဖို့အရေးကြီးတယ်နော်။ Okay
这是洗了一季。Okay, ပြီးကြရင်ကျွန်တော်တို့ဒီဘက်ကိုဟာမယ် furniture ယူမယ် Okay, အဲ့လိုလေးပေါ့ငါးလေးများပေါ့ရောဆိုတော့ကျွန်တော် report ကြည့်လိုက်လို့ရ consume က3အဲ့လိုမျိုးလေးတော့လုပ်လို့ရပါပေါ့ကြော်တရားပါရ Okay အာလူတွေ Okay တသားရရှိတယ်တော့တသားရဘူရန်ပလန်ထုတ်တဲ့ဟာကိုရလိုက်တော့မယ်နော်ဘူရန်ပလန်340ကျော်လို့ Okay ပြန်လည်ပျော်ရွှင်သွားပြီလား Average Okay Grammar interaction မလုပ်နဲ့အားဆိုရင် fishing ဘာရေးချင်းမလုပ်နဲ့ဟာ Okay. Captain Whisper. Okay, show me. Lanky မှာတော့ကောက်ပြရစီ and shut it down ပြဿနာစရှာလာပြီလို့ Okay ဆိုတော့ငါများမယ်တဲမယ်ငါမရသေးဘူးနော်
Okay. Cho bớt xanh luôn nó. Đây là living quarter mà cho nó hoa li. Bây giờ lúc xin cho nó hoa. Decoration. Cho nó la ba bánh xay am xí cái research luôn à bây giờ. Okay. Adequate housing. Research. Bây giờ mà xem ra decoration là mai rồi. Đãဆိုရင်ဒါနည်းနည်းတစ်ချက်ပြန်ပြီးတော့ demolish လုပ်ထားလိုက် Okay. Okay.လာပြီးတော့ဖြတ်ကြတယ်ဒီမှာဒါရောမှလောင်ဖြတ်တယ် Okay. Mà ngá đi lụt chuyện này. Okay. Okay. Okay, that didn't Okay. Sao gì cả trả lại vì nó. Report. Okay. Tinggal gì luôn chứ nó. Okay. Research B. Okay. Hold on, look over there. There's an old radio station. Show me your mother. Oh my. Okay, you got it. Okay. Human. Okay. I'll be. Chilo long mele. Sa tao ko chunaro. Just say.
10စီလောက်ထားမယ်ဗျာ10ဒါဆိုရင်တော့တော်တော်များနေပါပြီ10 okay ပြီးကြလို့ရှိရင်ကျွန်တော်တို့ဒီ metal plate ကိုလည်းကျွန်တော်လုံးမရအောင်အဲ့ဒါမှကျွန်တော်2စီလုပ်လို့ရအောင် metal plate ကိုကျွန်တော်တို့ဘယ်နှခုလောက်လုပ်မလဲဆိုတော့ metal plate ကို15ခုလောက်လုပ်ပါမယ် okay ဆိုတော့ဒီဘိုင်းပြီးသွားပြီဆိုတော့ကျွန်တော်ရှင်းဆက်သွားမယ်ငါးလေးတော့များပါရစီဗျာ okay ဒါပါလေ you ကြာငါများပါလေ okay ရောဒါနေရာလောက်လိုက်တော့ okayရှင်းဆက်သွားမယ်လိုချင်တာလေးတွေရှိဖို့ပဲပါ okay plastic မှာရှိရဗျဒီတော့ report available console က6 6ရောက်ရှိလို့6လားဟုတ်တယ်6ရောက်ရှိလို့6မဖြစ်နေand shut it down okay 6ရောက်ရှိလို့6ဆိုလို့ရှိရင်ကျွန်တော်တို့ကတစ်နေ့ကို10မီးပဲထုတ်ရင်ရပြီနော်10မီးလောက်ဆို4မီးညနေပို့နေပါနော်အဲ့တော့5မီးစီလောက်လုပ်ရင်တော့ရတယ်ဗျဆိုတော့စားတောင်းနဲ့ပတ်သက်လာရင်ဘာတွေကြိုက်ကြလဲဒါကြိုက်တယ်ဒါ5ခုထုံးမယ်ဒါပေမဲ့အဲ့ဒါတွေမရှိရင်ဘယ်လိုလုပ်5ခုစီပဲထုံးလိုက်မယ်ဗျ10ခုကြာများတယ်5ခုစီokay အဲ့လည်းစားလို့မလို့လေနော်ဆိုတော့ကျွန်တော်တို့ media script တွေရပြီ media script တွေရတော့2စိလို့ရတယ် okay ရပြီဆိုတော့ radio station ကိုဆက်သွားမယ်radio station အကွာခုတ်ကြတယ်ကြရင်ဒါပါ radio station of course radio station join me scavenge လို့မရတယ်ဒါတခုပဲရှိရတော့ scavenge လောက်လိုက်မှာကျွန်တော်ခဏဆောင်းလိုက်ပြီးတော့ okay ကျွန်တော်တို့ scavenge လောက်လိုက်မယ် tools မှာတင်းနေတော့လေးကဟုတ်တမ်းထုတ်တော့ဆယ်လို့လားအဲ့ meta script တွေမရှိတော့ဘူးmeta ဟိုမရှိတော့ဘူး
highways မက်ဒစခရပ်တွေကျွန်တော်မှမရှိတော့ဘူးဒီနားမှာကျွန်တော်တို့ဒီမှာကားတစ်စီးရှိတယ်ဒီမှာဒီကိုအရင်သွားလိုက်မယ်တော့ဒီက metal scrap တွေကိုကျွန်တော်တို့ယူလိုက်မယ်ပြီးကြရင်ဟိုဟာကိုသွားဖြုတ်မယ်တော့ Okay ယူမယ်ကွယ်အကုန်ယူမယ်ရောနှစ်ယောက်သွားဆော်ရကျွန်တော် scavenge ပုတ်ကိုနောက်တစ်စီးလောက်လုံးတင်တယ်လို့ထင်တယ်စီးလောက်စောက်လိုက်မယ်ဗျာမာလီ scavenge ပုတ်ဒါဆို3ခုလွှတ်လို့ရတယ်Okay. To make up, okay. Okay, yeah. I know. Mare Hariyawa we saw Kuna radio station piano. I'm a scavenge low on the sea. As we electric scrap the yard. That's what electric wire. Tuesday. Total yard. So my seal. The gun. Tayama. So that's what I yard. So, near Dolly. Going out. Molly. Okay. Take a show you are here going. Shannon. Okay. Yes, say hi. Yeah, we saw you my South Yard. Okay. So, I'm going to go to the house. Now the sea out. I'm going to get it. Multiply lo yami. Multiply ka lo niya mo la. Multiply ka mo daw la. Scrap diya mo loud of yawa. Oh. So scrap di jo like xiao. Oh, okay, nga pha la. So ro
ကျွန်တော်9ရောက်မှာရောက်ဒီမှာဒီဘက်မှာရှိမှထင်တယ်စားတော့ကတော့ရှမ်ပယ်ပဲတော့ပြောတော့ဆိုအဓိကအဲ့နှစ်ခုကအရေးကြီးရပေါ့ဒီမှာသူတို့မပြောတော့ဘူး I want a home နဲ့အော်ဟုတ်တယ်အိဆောက်ပေးရမှာပေါ့ sorry မေ့ပါလို့ okay yeah living quarter ဆောက်ပေးလိုက်ပြီရ9ရောက်နေလို့ရတယ်မှာပြီးကြရင်ကျွန်တော်တို့ research ကပြီးသွားပြီလား simple decoration research မယ် okay ကျွန်တော်ရှိတယ်ဆက်ပါမယ် matter script တွေလို့ပြောနော်ကျွန်တော် radio station တွေရှေ့မှာစောင့်နေတာcommunication ဖြစ်တဲ့အခါကျတော့ရှေ့ထားလိုက်မယ်watch tower school မလို့ radio station research လုပ်အောင်မှာကျွန်တော် okay radio communication research လုပ်အောင်မှာဒါပြီးမှပဲကျွန်တော်ဒီမှာ research လုပ်မယ်ဒါဆိုရင်ကျွန်တော် radio station ဆောက်လို့ရတယ်လောလောဆယ်မှာကျွန်တော် Metascript တွေလို့ Metascript ကိုပူပြင်းလိုက်ရှာမယ်okay ကျွန်တော်တို့ကြိုင်ငါးလေးတွေ့ပါပြီokay Metascript တွေကိုကျွန်တော်တို့ပဲ2စီမှာသုံးနေကြရတယ်2စီပါမလို့တော့เนาะကျွန်တော် okay 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 တွေ့ပါပြီဗျအဲ့တော့ကျွန်တော်တို့လောဆယ်ဒီကောင်ယူမယ်ကြာရင်အများမယ်အပီကြလို့ရှိရင်မတဲယူမယ်ဒါမရအောင်ဖမ်းမရှိဘူးတော့မှာဒီနှစ်ခုပဲရမှာ okay okay matter scrub တွေလို့ matter plate တွေလို့ very high level ကျွန်တော်အပြည့်လှေတစ်စီးထပ်ဆောင်မယ်ငါးလှေတစ်စီးထပ်ဆောင်okayကျွန်တော်မှတက်တာမရှိတော့ဘူးတက်တာလည်းလိုလာပြီ
မှာတက်သားရှိပြီ okay တက်သားကိုရေကိုခဏလေးကျွန်တော်တို့ရက်ထားလိုက်မယ်ကျွန်တော်ရေဟာကိုတော့ခဏရက်ထားလိုက်ပြီးတော့ကျွန်တော်တို့okay radio communication simple okay we spotted a side of line နောက်တစ်ယောက်ထပ်တွေ့ပါလား okay over there okay okay So metal plate တွေလောက်အပ်လာပြီ okay metal plate လေးကိုဖြစ်သွားပြီ okay decoration တွေရပြီကျွန်တော် plastic junk plastic junk ဒါရ plastic waste plastic junk okay ကျွန်တော် recycle လာမှာကျွန်တော် plastic recycle လာမလုပ်သေးပဲနဲ့ okay plastic junk ရပြီဆိုတဲ့ခါကျတော့ကျွန်တော်တို့ဘာမှတို့အတွက်ကိုရှောက်လန်းလေးတွေနဲ့တို့ပြောဖို့အတွက်ကို okay ကြရင် okay ဟူ plaza တခုအပြီးကြရင်ကျွန်တော်ထိုင်ကုန်လေးတွေမှာ okay okay ဒီမှာလည်းထုံလေး၎င်းမချတာပဲကြရင် case လေးဒီမှာထားမယ်ကြရင်ထားဒီမှာထားမယ်ထားမယ်ဟုတ်ပါပြီနော်ကျင်းလိုက်တော့လောက်ဆို they are polluted drifter အဲ့တော့ drifter တွေက polluted ဖြစ်နေပြီချင်းနေကြည့်လိုက် pollution okay အဲ့ဆိုကျွန်တော်ဒီရေချောင်းဖြစ်မယ်ထင်တယ်ခုနကတော့အဲ့လိုမဟုတ် okay ဒါဆိုရင်ကျွန်တော်တို့မတ်မှာကျွန်တော်ဒီနေရာကိုပြန်သွားလိုက်မယ် okay ဒီမှာပါရှိတယ်ကျွန်တော်
furniture dismantle click okay ကြောင်းရှိလို့လာပြီရှည်pollution ဟိုဟာလောက်ရမယ့်ဟာရှိမယ် research မှာ food cleaning okay ပြီးကြရင်ကျွန်တော်မြင်လက်မှရမယ်ဒီနေရာနေပြီးတော့ okay okay water pollution okay elevatorဘာဖြစ်နေလဲ okay okay ဘယ်ကိုပြန်သွားမယ် okay ဒီနေရာဆိုပူလို့မဖြစ်တော့ရခဏလေးဒီဘက်ကိုပြန်လာလိုက်မယ်သူတို့တွေကြာပါအောင် pollution လေးတွေကြာပါအောင် okay okay yeah be fabrication လာကြအောင် okay research ကျွန်တော်တို့ radio station စောက်လိုက်ပါဗျာ okay electronic လို့ electronic ထုတ်အောင်မယ် electronic ပဲရောက်ပါတယ်ထုတ်မယ်လေပါလို့နေတာ leather scrap ရှိတယ် electric scrap မရှိဘူး electric scrap ကကျွန်တော် recycling မှာရပြီထင်တယ် okay electric scrap recycling လုပ် ဒါရ
ပြီဆိုရင်ကျွန်တော် radio station တက်လိုက်မယ်ပြီးကြရင်ကျွန်တော်တို့ game လေးကိုအဆုံးသတ်လိုက်တော့စောနေရလေးကြာပြီဆိုတော့ okay ကျွန်တော် radio station ရပြီကျွန်တော် radio station ကိုကျွန်တော်တို့ရဲ့ဒီနားမှာထားမှာဟိုဒီနားမှာလည်းထားမှာနားမှာလည်းထား okay radio station ရပြီဆို professional တွေလုပ်လို့ရတယ်အဲ့မှာ site ခင်းတွေစိုက်မယ် engineer တွေပါလာမယ်အဲ့လိုမျိုးပေါ့နော်ပို့ပြီးတော့ကျန်းလာ okay captain few crew show ဒီမှာရွေးလို့ရပြီကျွန်တော်တို့ doctor ရှိမယ် firmware update ရှိမယ် electric ကိုရှိမယ် electrician farmer doctor ပေါ့နော်ဆိုတော့ကျွန်တော် doctor နဲ့show map okay မ doctor နဲ့ over there away ပဲ okay okay doctor နဲ့ကျွန်တော်တို့ farmer ကိုကျွန်တော်တို့အရင်ဆုံးရွေးရဆိုတော့အရင်ဆုံးကျွန်တော် doctor သွားခေါ်မယ်ပေါ့ဒီ gameplay လေးကိုကျွန်တော်နောက်နေ့မှ sub play မယ်ပေါ့နော်ဒီနေ့ကတော့ဒီလောက်ပါပဲအားလုံးကျေးဇူးတင်ပါတယ်